အားလုံးပဲမင်္ဂလာပါ Niche Education ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာအထူးစီစဉ်လေးတစ်ခုကို Niche Education ကနေပြီးတော့ကျွန်တော်စီစဉ်တာရှိပါတယ်ဒီစီစဉ်လေးကတော့ကျွန်တော် Niche Education ကနေတစ်ဆင့်မလေးရှားနိုင်ငံမှာကျောင်းလာတက်နေတဲ့မြန်မာကျောင်းသားတွေနဲ့တွေ့ဆုံပြီးတော့တို့ဒီလက်ရှိဒီမလေးရှားနိုင်ငံကတို့ဒီကြုံတွေ့နေရတဲ့အခက်အခဲတွေကြုံတွေ့နေရတဲ့ lifestyle တွေတို့ဒီကျောင်းတက်နေတဲ့အခါမှာဘယ်လိုမျိုးတွေကြုံရလဲမြန်မာနိုင်ငံနဲ့ဘာတွေကွာခြားနေလဲတောင်းပြီးရင်တို့ဘာဆက်လုပ်သွားမှာလဲသူတို့အနာဂတ် plan တွေကဘာလဲဆိုတာဟာတွေကိုကျွန်တော်ဒီနေ့မှာ podcast series လေးတစ်ခုအနေနဲ့ကျွန်တော်စီစဉ်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာ Niche Education ကနေတစ်ဆင့်ဒီမလေးရှားနိုင်ငံမှာကျောင်းလာတဲ့နေရာကျောင်းသားနှစ်ယောက်ကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်ဆိုတော့သူတို့ကဘယ်သူတွေလဲဆိုတာချက်လောက်မိတ်ဆက်ပေးလဲပြရသေးဆိုတော့မငွေတောင်းနေချက်မိတ်ဆက်ပေးပါအောင်ဗျဟုတ်မင်္ဂလာပါရှင်ညီမကတော့King's University College မှာ Hotel Management Major တက်နေတဲ့မငွေစင်ထက်ဖြစ်ပါတယ်ရှင်ဟုတ်ဖြစ်တာတော့ bro နာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ဟုတ်ကျွန်တော်ရေဖုန်းပြပြပါတယ်ကျွန်တော်အခုလက်ရှိရောဒီ Indi Nilan Campus မှာပေါ့ကျွန်တော်ကဒီ MRD Major ကိုကျွန်တော် Master Program တက်နေတာဖြစ်ပါတယ်ဟုတ်ဆိုတော့မငွေဆိုရင်ဒီမလေးရှားကိုရောက်တာဒီဘယ်လောက်ကြာပြီလဲမသိဘူးဟုတ်ညီမကတော့တစ်နှစ်လောက်ရှိပြီပေါ့နော်ဒီမှာအကြောင်းတက်နေတာဆိုလို့ရှိရင်ဟုတ်တက်တာရောဟုတ်ကျွန်တော်ဒီနှစ်ကျွန်တော် Indi ကမှရောက်တာပါကျွန်တော်တစ်လကျော်ပဲရှိပါသေးတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျာဆိုတော့ဒီအမားကတော့ဒီတစ်နှစ်ကျော်မှာဒီကြုံတွေ့ရမယ်ကြုံတွေ့နေရတဲ့ဟာကိုပြပြပြီးတော့ဒီဗီတာကတော့ဒီတစ်လားကျော်ထဲမှာလည်းကြုံတွေ့နေရတဲ့ဟာဆိုတော့ဒီကျွန်တော်ဒီမလေးရှားမှာကျောင်းတက်နေတဲ့စီနီယာနဲ့မလေးရှားမှာကျောင်းတက်နေတဲ့ဂျူနီယာနဲ့လည်းကျွန်တော်ဒီမိတ်ဆက်ပေးမိတာဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီပထမဦးဆုံးတွားတင်တာတော့ဒီ background ပေါ့နော်ဆိုတော့ဒီမလေးရှားကိုမလာခင်ဒီမြန်မာနိုင်ငံမှာဘာတွေလုပ်ခဲ့လဲဘာတွေဖြစ်ခဲ့ရလဲနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းတွားလိုက်မယ်ဆိုတော့ဒီမောင်ငွေရောဒီမလေးရှားကိုမလာခင်တော့မြန်မာမှာဘာတွေကျောင်းတက်ခဲ့လဲပေါ့နော်ဟုတ်ဟုတ်ညီမကတော့မြန်မာမှာမလေးရှားကိုမလာခင်တော့ဆိုရင်ဒီရန်ကုန်မှာပဲပေါ့နော်ဒီရန်ကုန်တက္ကသိုလ်မှာပဲကျောင်းတက်ခဲ့တယ်အဲ့ပြီးတဲ့ခါကျတော့မှဒီမလေးရှားမှာကျောင်းတက်ဖို့ဖြစ်လာခဲ့တာပေါ့နော်ဟုတ်โอเคပါဗျာဆိုတော့ဒီအခုတက်နေတာဒီ bachelor program เนาะ diploma အခုကတော့ diploma တက်နေရပါရှင်ဟုတ်ဆိုတော့ဒီမြန်မာနိုင်ငံမှာတောက်တက်နေတာတော့ဒီခဏမပြီးပဲနဲ့ခဏနားခဲ့ရပါတော့ဟုတ်ကဲ့ရှင်ဟုတ်โอเคပါဗျာကိုရဲဖုံးပြအောင်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကကြတော့ဒီမြန်မာမှာကျွန်တော်ဒီ Info Myanmar University မှာဒီကျွန်တော် BSc Honors Program ပြီးခဲ့ရပါပြီးပြီးတော့ကျွန်တော်အဲ့ဒီမှာပြီးတော့ကျွန်တော်ဒီ Yunnan မှာ Junior Engineer နဲ့အလုပ်တစ်နှစ်ဝင်ခဲ့ပြီးတော့ကျွန်တော်ဒီမလေးရှားကိုရောက်လာတာပါဟုတ်ကဲ့ပါဗျာဆိုတော့ဒီမြန်မာနိုင်ငံကဒီUnited လို့လည်းပြောမယ်ဆိုမြန်မာနိုင်ငံမှာ corporate ကြီးထဲမှာပါရပါတော့ဟုတ်ကဲ့ဗျာ corporate ကြီးထဲမှာဒီတလားကျော်sorry တစ်နှစ်လောက်ဒီအလုပ်လုပ်တဲ့အခါမှာဒီဘယ်လိုမျိုး experience တွေရခဲ့လဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်ဒီတစ်နှစ်အတွင်းမှာကျွန်တော်တကယ် corporate ဆိုတော့ကျွန်တော်ကအဓိက corporate ဖြစ်နေတဲ့အကြောင်းကျွန်တော်ကဒီ vendor နဲ့ဆက်ဆက်ပြီးအလုပ်လုပ်ရပါပေါ့ဒီ vendor management နေပြီးတော့ကျွန်တော်ရဲ့ဒီ corporate မှာကြောင့်ကျွန်တော်ကဘယ်တင်ရလဲဆိုတော့ဒီ ICT ရောက်မှာ infra တင်ရပေါ့ infra တင်ဆိုတော့တကယ်ဒီ corporate တစ်ခုရဲ့ဒီ infrastructure တစ်ခုလုံးကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ကျွန်တော်တခြားသိခဲ့ရပါပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီတစ်နေ့ corporate မှာတစ်နေ့လုပ်ခဲ့တာဆိုပြီးအတွေ့အကြုံကတော့တော်တော်လေးများတယ်နော်ဆိုတော့ဒီ corporate မှာလုပ်နေရနေပြီးတော့ဒီပါလို့ဒီမလေးရှားကိုထွက်လာပြီးတော့အကြောင်း master setup ဖို့အတွက်စဉ်းစားခဲ့ရတယ်ဟုတ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဓိကဒီ opportunity အစ်စ်ပေါ့မြန်မာနိုင်ငံမှာကြောက်ဒီအကောင်လုံးလူငယ်အကောင်လုံးတည်ရတာမယ်ဗျာကျွန်တော်ကဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီနိုင်ငံရေးရှင်တွေကမတည်ငြိမ်ရောဒီ company ကလည်းတိတ်ပြီးတော့နိုင်ငံခြား company ကတိတ်မရှိရောပြီးတော့ရှိရဲ့ company ကလည်းသူကလည်းသူဒီ salary ကလည်းဒီနိုင်ငံခြားလောက် salary ကလည်းအဓိကမများတော့ဘူးပေါ့အဲအကြောင်းကျွန်တော်ဒီမလေးရှားမှာ master တက်ပြီးတော့ကျွန်တော်ရဲ့ဒီ opportunity အစ်စ်ကိုရှာဖွေလို့ကျွန်တော်ဆုံးဖြတ်ခဲ့ရပါတယ်ဟုတ်တယ်တော့ဒီမြန်မာနိုင်ငံမှာဒီပြောမယ် living cost ဒီကုန်စည်နှုန်းတွေကတော့အရင်တက်လာပြီပဲဒီ salary ကတော့လည်းမျိုး living cost ကြီးကလည်းမျိုး900နောက်လေးတက်သွားတယ် salary ကလည်းမျိုး1500လောက်ပဲတက်လာတာဆိုတော့เนาะဆိုတော့ဒီဘက်ကိုလာပြောပြန်တခုရှာလိုက်တဲ့သဘောပေါ့နော်ဟုတ်တယ်ဗျာဟုတ် company ကလည်းသူ့ကိုပေးခြင်းပဲဒါပေမဲ့သူကလည်းသူ့ဘက်ကသူ expand နေရလည်းရှိသေးတယ် expand ရှိတော့သူလည်းပေးခြင်းတော့လည်းအများကြီးတိုးပြီးပေးလို့မရဘူးဗျာဒါပေမဲ့ကုန်စည်နှုန်းကဒီမလေးရှားနဲ့မြန်မာနဲ့ရှင်ပြီးတော့ကျွန်တော်အခုရောက်တာတစ်လပဲရှိသေးတယ်ဒါပေမဲ့ကုန်စည်နှုန်းကကြောက်ဒီမလေးရှားနဲ့မြန်မာနဲ့ကအတူတူလောက်ပဲဗျမြန်မာမှာကုန်စည်နှုန်းကစီးတက်နေတယ်ဒါပေမဲ့မလေးရှားကုန်စည်နှုန်းနဲ့ကြောက်အတူတူလောက်ပဲကျွန်တော်300ကြောက်လေဟုတ်မငွေရဲ့အမြင်အောင်ဘယ်လိုရှိမလဲဆိုတော့ဒီမြန်မာနိုင်ငံကဒီကုန်တင်းနှုန်းနေမြန်မာနိုင်ငံမှာဒီနေထိုင်စားသောက်ရေးရင်းနေဆိုတော့ဒီဘက်ဒီမလေးရှားရောက်လာတဲ့အခါနေထိုင်စားသောက်ရေးတွေကဘယ်လိုမျိုးကွာခြားနေလဲပေါ့နော်ဟုတ်ညီမအနေနဲ့ကတော့အများကြီးတော့မကွာခြားလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမြန်မာပြည်မှာခုကုန်စည်နှုန်းတက်တာနဲ့မလေးရှားမှာနဲ့ကုန်စည်နှုန်းနဲ့ဆိုတော့တူတူပဲလို့ပြောလို့ရတယ်ဒါ
နောက်ထပ်အမကိုပို့ပြီးတော့ surprise ဖြစ်သွားတာကဘာလဲဆိုတော့ဒီမြန်မာပြည်မှာဆိုလို့ရှိရင်အမကချက်စားရတဲ့သူဆိုတော့ပဲဒီကြက်သွန်နေစေးကြက်သွန်ဖြူစေးဆိုလို့ရှိရင်မြန်မာပြည်မှာထက်ဆိုင်ဒီမလေးရှားပို့ပြီးတော့စီးသက်တာမျိုးအမတွေ့လိုက်ရတော်တော်လေး surprise ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကုံစင်းလုံးကတော့မြန်မာပြည်နဲ့တူတူပဲဒါပေမဲ့ဒီစောနာဒီမောင်လေးပြောသွားတယ်လို့မျိုးပေါ့နော်ဒီ salary ကတော့မြန်မာပြည်နဲ့ဒီမလေးရှားနဲ့မိုးနဲ့မြေလို့ကွာခြားနေရပါတော့ဆိုတော့အဲ့ဒါကိုတော်တော်လေးတွေ့ခဲ့ရပါတယ်ဟုတ်ဟုတ်နော်ဆိုတော့ဒီဒါပေမဲ့အဲ့လိုမျိုးကျွန်တော်ထင်တာဒီပေါ့နော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးမြန်မာနိုင်ငံကုန်စည်နှုန်းတွေဒီမလေးရှားကုန်စည်နှုန်းတွေနဲ့အတူပဲဒါပေမဲ့မလေးရှားအောင်လူတွေကဘာလို့အဲ့လိုမျိုးကိုတလားကိုကြားတဲ့ကဘာလို့လိုမျိုးများနေရလို့ထင်လဲဆိုတော့အဓိကတော့ဒီနေထိုင်စရိတ်လို့ပြောလို့ရမှထင်တယ်ပေါ့နော်ဟုတ်တယ်ဗျာမြန်မာဆိုရင်ကျွန်တော်ဒီတော်တော်များများကဒီမြန်မာကိုမိဘအိမ်မှာပဲနေတယ်ဒါမှမဟုတ်ဆိုလို့ကိုပိုင်းအိမ်မှာနေတဲ့အတွက်ကြောင့်ဒီသူတို့ဒီတလားမှာ rental fee မရှိဘူးပေါ့နော်ဆိုတော့ဒီဘက်ရောက်လာတဲ့အခါမှာပါမန်ကိုငားနေရပြီဆိုတော့ဒီunit တစ်ခုရဲ့ဒီအခန်းတစ်ခန်းကိုငားနေရပြီဆိုရင်တလောက်အနည်းဆုံးringgit 900 600လောက်ကတော့800လောက်သွားတာပေါ့နော်ဆိုတော့ကျွန်တော်ထင်တာတော့အဓိကအဲ့ဒီဟာပဲဒီအဓိကဒီကုန်ကျသွားသေးတာထင်တယ်အမတို့ဘာလို့ဘယ်လိုထင်လဲမသိဘူးဟုတ်အမလည်းမောင်လေးထင်တဲ့အတိုင်းပဲပေါ့နော်ဟိုဗာလဲအဓိကတော့ဒီ rental fees ကတော့တော်တော်လေးမြန်မာပြည်နဲ့ကွာတယ်ဒါပေမဲ့ကိုကထားပါတော့ပေါ့နော်ကိုတငယ်ချင်းတွေရှိမယ်ဆိုလို့ရှိရင်ကိုကဒီထားပါ unit တစ်ခုကိုအပြတ်ငှားထားပြီးတော့တငယ်ချင်းတွေပြန် share နေမယ်ဆိုလို့ရှိရင်ဒီမြန်မာပြည်မှာလည်းမြန်မာပြည်နဲ့မကွာဘူးပေါ့နော်ဘာလို့လဲဆိုတော့အရင်တုန်းကအမတို့ဒီမြန်မာပြည်မှာလည်းပဲအမတို့ရန်ကုန်မှာငှားနေခဲ့ပူတယ်ဆိုတော့တလားကိုမြန်မာပြည်မှာဆိုလဲဒီကွန်တိုတစ်ခုကိုဆိုလို့ရှိရင်9သိန်း10သိန်း10သိန်းလောက်ပဲပေါ့နော်ဒါတလောက်ပေါ့နော်ဆိုတော့ဒီမြန်မာပြည်ဒီမလေးရှားမှာလည်းဆိုလို့ရှိရင်လည်းပဲဒီunit တစ်ခုငှားနေမယ်ဆိုလို့ရှိရင်အဲ့ထက်တောင်မှပဲတယောက်ချင်းစီကိုပို့ပြီးတော့ဈေးသက်တာသွားရဲပေါ့နော်ဥပမာအမပြောရမယ်ဆိုရင်ဒီတလားကိုဒီ ringgit 2000တန်ရှိရဲ့အခန်းကိုတငယ်ချင်း၄ယောက်စုပြီးငှားမယ်ဆိုလို့ရှိရင်တယောက်ကို900လောက်ပဲကြာတော့မှဆိုတော့ဒါအများကြီးကြာသွားမယ်ထဲတော့မပါဘူးပေါ့နော်ဟုတ်နော်ဟုတ်တယ်ဆိုတော့ဒီဗီတာတို့ဒီမလေးရှားမှာဒီအခုတလားကိုဒီနေထိုင်ရေးပေါ့နော်ဆိုတော့ဒီအခန်းငှားကဒီဘက်ကိုဘယ်လောက်ပေးနေရလဲသူကတော့ဘယ်လိုပုံစံမျိုးပဲဥမာတငယ်ချင်းနဲ့ share နေရတာမှမဟုတ်ဘူးဘယ်လို share နေရလဲပေါ့နော်ဆိုတော့ဒါတော့လက်ရှိနေတဲ့ပုံစံလေးတစ်ချက်တော့ပြပြပေးရဟုတ်ကျွန်တော်အခုလက်ရှိမှာဒီရောက်လာအောင်ကျွန်တော်ဘယ်လိုနေလဲဆိုတော့ကျွန်တော်တယောက်ထဲလာမဟုတ်ဗျာကျွန်တော်တငယ်ချင်းနောက်တယောက်လည်းပါတယ်ပါတော့ကျွန်တော်ကဒီမာဆာဘယ်လို့ပဲပြောမလားမီတာဘယ်လို့ပဲပြောမလားအဲ့ဒီတခန်းကိုကျွန်တော်ကဘယ်လိုနေလဲဆိုတော့ကျွန်တော်ကနှစ်ယောက်တူတူ share နေရ share နေရောကျွန်တော်တခန်းလုံးနီးပါးကိုကျွန်တော်က ringgit 1000လောက်ကုန်တာပေါ့1000လောက်ကို2ယောက်ကိုပြန်ခွဲလိုက်တယောက်ကို900လောက်ပဲကျွန်တော်ဈေးကတော်တော်တက်တာသွားတဲ့ထဲတော့ပါတာပေါ့ဟုတ်ဒီဗီတာခုနပြောရရင်မှာတော့ကျွန်တော်တခုကြားလိုက်တယ်မြန်မာနေလာတွေကတငယ်ချင်းတယောက်ပါလာတငယ်ချင်းနဲ့တူတူလာလို့ဆိုတော့လောက်ပါအောင်တငယ်ချင်းနဲ့တူတူဒီလာပြစ်သွားတဲ့အကြောင်းလေးပေါ့နော်တငယ်ချင်းကကိုယ်ဆွဲလို့လာလားကိုကတငယ်ချင်းကိုဆွဲလိုက်တာမှမဟုတ်ဘူးနှစ်ယောက်တော့တူဆုံးပြကြရလားပေါ့နော်ဟုတ်ကိုကကျွန်တော်တို့ကတော့အစရလာဖို့အဆင်နေရှိရယ်ဘယ်နိုင်ငံတို့ကမှလည်းမသိသေးဘူးမသိသေးဘဲနဲ့ကျွန်တော်ကဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျွန်တော်ကအစအကြောင်းပြီးတော့ကျွန်တော်အလုပ်တွေလည်းနှစ်ယောက်တော့အလုပ်အခုစီကြပါတော့အလုပ် experience လေးနည်းနည်းပေါ်ယူပြီးမှကျွန်တော်ထွက်ကြမယ်ဆိုပြီးတော့ကျွန်တော်ကစဉ်းစားခဲ့ကြပါပေါ့စဉ်းစားခဲ့ပြီးအချိန်မှာကျွန်တော်ဒီတနေ့လောက်နေရောကျွန်တော်ကဘယ်လိုဖြစ်လဲဆိုတော့နိုင်ငံရေးရှင်တွေကလည်းမတည်ငြိမ်တော့ဘူးမတည်ငြိမ်တော့ထွက်မှပဲရအောင်မယ်ဆိုတော့ဒီကျွန်တော်ရဲ့ opportunity ကိုချဖို့အတွက်ကျွန်တော်ဒီ niche education နဲ့ချိန်မိရပေါ့ချိန်မိပြီးတော့ကျွန်တော်တကယ်ချင်းနဲ့အတူတူလာဖြစ်သွားတာပေါ့အဓိကအစအရာကျွန်တော်ကျောင်းပြီးရမဆာကိုတက်ဖို့ဆိုရကျွန်တော်နိုင်ငံရွေးနေအောင်ရှိရပေါ့တကယ်ချင်းရှင်းရအောင်ဟုတ်နော်ကျွန်တော်ဒီအမှန်တိုင်းပြောရရင်တကယ်ချင်းတယောက်နဲ့တူတူလာတဲ့ခါမှာတော့တော်တော်ပူကောင်းသွားတယ်ဥပမာတို့ဒီအခန်းငှားတဲ့ခါမှာလည်း2ယောက် share လိုက်တဲ့ခါမှာဒီပို့ပြီးတော့တက်တာသွားပါတော့ပြီးတော့ဒီလုံးလေးလည်းမဖြစ်တော့ဘူးဒါဆိုလွမ်းနေ high ပိုင်းလည်းတိတ်မဖြစ်တော့ဗျာအမြဲတမ်းတငယ်ချင်းရှိနေတော့သူကတော့ဒီအခုနောက်မှတွေ့ရတငယ်ချင်းအစ်ထက်ဆိုင်ရင်ပိုးရင်တွေကတီးကြတဲ့တငယ်ချင်းဆိုတော့ပို့ပြီးတော့ဖြစ်တယ်တခုနဲ့တခုဆိုပို့ပြီးတိုင်မင်လို့ရရင်မချစ်ပုံကြီးကိုခံစားရတယ်ဟုတ်တယ်ဗျာအဲ့ဒီမှာကျွန်တော်ထပ်ပြောချင်တာဒီတငယ်ချင်း2ယောက်ထက်ကျွန်တော်လာမယ်ဆိုရင်တငယ်ချင်း3ယောက်4ယောက်လောက်နဲ့စုပြီးလာရင်ပိုကောင်းတယ်ဘာလို့လဲဆိုတော့မန်းဝင်ပြောတယ်လို့ပဲဗျာ unit တစ်ခုလုံးစုငါလာရင်ပို့ပြီးလဲဈေးစက်ကလည်းတက်တာရယ်ဒီ kitchen ရောတကယ်လို့ဟင်းချက်မယ်ဆိုစုပြီးချက်လို့ရဗျာကျွန်တော်ကအခုဘယ်လိုဖြစ်လဲဆိုတော့ဆိုတာထက်အခုကကျွန်တော်ကချက်မဲ့ဆိုရင် kitchen တစ်ခုကိုဒီမှာအခန်းနေ3ခက်လောက်ခွဲသုံးနေရဗျာသုံးနေရပြီးအိမ်သာလဲတခြားမတိရဲ့အခန်းကလူတွေနဲ့သုံးနေရတော့မြန်မာကြီးမဟုတ်ရင်ရောအဆင်မပြေဘူးပေါ့အဲ့တော့ကျွန်တော်ကဒီတီးရဲ့တငယ်ချင်းကြီးပဲဘော်ဒါကြီးပဲစုပေါင်းပြီး unit တစ်ခုလုံးစုငန်းလိုက်ဈေးကလည်းကိုယ့်အကိုတခန်းနဲ့ငားနေရတဲ့၄ယောက်လောက်စုငန်းလိုက်ပို့ပြီးတော့ဈေးကပို့ပြီးတော့ဒီထက်
အများကြီးမျိုးဆိုရင်တော့50တရားလောက်ကရော့သွားတယ်ဗျာဟုတ် အားတဲ့တရားဆိုတော့လက်ရှိ rate ပေါက်ရ1020လောက်ပေါ့ဒီ9000တသိန်းလောက် တသိန်းလောက်တက်တာပါဗျာဟုတ် ဟုတ်ဒီအမဟောဒီလက်ရှိမှာဒီဘယ်လိုမျိုးဒီတယောက်လေးနေရတော့မဟုတ်ဘူးလေမင်းကြီးတယောက်လေးပေါ့နော်ဒီဒါတော့ကလည်းဘယ်လိုတယောက်လေးလာခဲ့ရတာဘယ်လိုလဲ share ပြပါလို့ပေါ့ ဟုတ်လာတော့ကလည်းကြောက်တဲလာခဲ့ရပါတော့ဒီမှာလည်းတငယ်ချင်းတော့ရှိပေမဲ့တငယ်ချင်းကလည်းအများကြီးပူပေးရဲဒါပေမဲ့တယောက်တည်းလာခဲ့ရဆိုတော့ဘယ်လိုပြောမလဲတငယ်ချင်းတချို့တခြားအရာတွေမှာတငယ်ချင်းလိုက်မကူပေးနိုင်တဲ့အရာတွေရှိရပေါ့နော်ဥပမာစာတင်ငန်းနဲ့ကိစ္စအကြောင်းက canvas ကိစ္စအဲ့ဒါမျိုးတွေမှာတော့တော်တော်လေးတော့ကိုယ့်ကိုယ်တော့ struggle ဖြစ်ခဲ့ပေါ့နော်ဥပမာကျောင်းသွားတာအစပထမဆုံးကျောင်းစသွားတဲ့နေ့ကဆိုလို့ရှိရင်ရထားနှစ်စင်းနဲ့တိုက်ရိုက်သွားရင်ရောက်တယ်ပေါ့နော်အမရဲ့အဆောင်ကနေပြောဒါပေမဲ့အဲ့ဒါကိုမသိခဲ့ပဲနဲ့တစ်စင်းနဲ့သွားရင်ရောက်တယ်ဆိုပြီးတော့သွားလိုက်တဲ့ချိန်မှာလမ်းမကြီးရောက်သွားပါတော့ပထမဆုံးကြောက်တဲ့နေ့မှာအတန်းက9နာရီကိုအမဆိုရင်7နာရီလောက်မှရောက်သွားတယ်ပေါ့နော်အဲ့လိုအဲ့အမှတ်တရရှိခဲ့တယ်ဘာလို့လဲဆိုတော့လမ်းမသိတာရေလမ်းဟွာရေနဲ့အဲ့လိုမျိုးပေါ့နော်အဲ့အချိန်မှာတငယ်ချင်းတော့ရှိနေပြီမဲ့အဲ့တငယ်ချင်းတောက်လျှောက်ကြီးကိုကူပေးနိုင်မှာမဟုတ်ဘူးလေသူလည်းသူကိစ္စနဲ့သူဆိုတော့သူလည်းလိုက်ပို့ပေးနိုင်မှာမဟုတ်ဘူးသူကတော့ပြောပေးလိုက်ပြီအမလည်းအဲ့လိုဖြစ်သွားတာပေါ့နော်အဲ့လိုရှိမယ်နောက်တစ်ခုကကျတော့အမကအဲ့ဘယ်လိုပြောမလဲအပြေစာရေးပါတိတ်ပြီးတော့ဒီမလေးရှားမှာဆိုတော့နိုင်ငံခြားအစားစားပေါ့နော်အဲ့လိုမျိုးပြောရမယ်ဆိုတိတ်ပြီးတော့မစားရဘူးကိုယ့်မြန်မာစားစားပဲကြိုက်တာဆိုအဲ့လိုချက်စားမယ်ဘာညာဆိုတော့လေပထမပိုင်းကဒီမှာစူပါမားကတ်ကြီးမော်ကြီးပဲရှိရဆိုအဲ့ကနေတောက်လျှောက်ဝယ်စားဖို့ဆိုတာကြတော့အမအတွက်ကကြတော့စီးကြည့်ရပေါ့နော်တလားဆိုရင်ဆိုတော့ဘယ်လိုပြောမလဲဒီမြန်မာပြည်ကလို့ဒီဝက်မာကတ်လိုမျိုးရှိမယ်နောက်တစ်ခါကျဈေးပို့တက်တာမဲ့ဟာမျိုးလေးရှိမယ်အဲ့ဒါတွေကိုအစားပိုင်းတော့မသိခဲ့တော့တစ်လားနှစ်လားလောက်ကတော့တောက်လျှောက်အိုက်ကနေဝယ်စားပြီးတော့ဝယ်ချက်စားတော့တော်တော်လေးတော့များခဲ့ပေါ့နော်နောက်ပိုင်းမှာတိလာရဲ့အဲ့ဒါမျိုးလေးရှိမယ်နောက်တစ်ခုကကျတော့ဘာရှိမလဲဆိုတော့ဒီဘန်အကောင့်ဖွင့်တာရေပေါ့နော်အဲ့လိုဆိုဘာလို့ရမှမသိဘူးဘန်အကောင့်ဖွင့်ရမယ်ပဲသိရဘယ်ရက်သွားရမလဲဘယ်လိုသွားလုပ်ရမလဲဘာတွေလိုလဲအဲ့လည်းမသိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးမသိခဲ့ရရင်အများကြီးနောက်တစ်ခုဒီ transportation နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းဒီဒီမှာအဓိကသုံးတာတော့ရထားပေါ့နော်ဒီ train ဆိုလို့ရှိရင်လည်းဒီ train ကတ်ကိုဘယ်လိုလုပ်ရမလဲအရင်တော့ဆိုလို့ရှိရင်ဒီចောင်းသားတွေအတွက်ဒီ 50% discount ရတဲ့ဒီ train ကတ်လေးရှိရပေါ့နော်ဆိုတော့အဲ့ကတ်ကိုဘယ်လိုလုပ်ရမလဲဆိုတော့မသိခဲ့ဘူးပေါ့နော်အဲ့မှာတဖြည်းဖြည်းနဲ့မှတိလာတယ်တဖြည်းဖြည်းနဲ့မှပြောလာရပေါ့နော်ဒါတွေလုပ်ရတယ်လို့ဘယ်သူမှလည်းမပြောခဲ့ဘူးပေါ့နော်ကိုယ့်အကိုပဲရှာကြံပြီးတော့လုပ်ခဲ့ရတာမျိုးလေးရှိရပါတော့ဟုတ်ခုနတော့ဒီမငွေရတော့ဒီရောက်တဲ့ခါမှာလည်းမျိုးဘန်ကောက်ဖွင့်တဲ့ဟာတော့ဒီပြည်စည်းသွားတဲ့ဟာမှာ struggle လုပ်ပါတော့ဆိုတော့ဒီ data ရောအဲ့လိုမျိုးခက်ခဲကြုံခဲ့လားဘယ်လိုရှိလဲကျွန်တော်ကြောက်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကအဲ့ဒီခက်ခဲကိုကြုံလို့ကြတော့မှန်လားပြောရင်မကြုံခဲ့ရဘူးဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ကဒီကောင်းတဲ့ agency တစ်ခုနဲ့တွားပြီးတော့လက်တွဲဖြစ်သွားတာပေါ့ကျွန်တော်တကယ်ကြီးတရား recommendation နဲ့လေဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကရောက်ရှင်မှာကျွန်တော်ကို agency ကလာကြိုးပြီးတော့သူကမေးရဒီနေ့မင်းတို့ဈေးလာပို့မယ်ဒီနေ့မဟုတ်မနေ့ဖြတ်သွားကျင်တာဒီနေ့နားမလားမေးရကျွန်တော်ကသူကမပေးမနေရတယ်ဒီဈေးကအဲ့လိုမျိုးပေါ့ကျွန်တော်တို့သူက agency ကဘယ်လိုပြောမလဲဈေးရောလာပို့ပေးရပထမဆုံးနေ့ပါတယ်လာပို့ပြီးတော့ကိုဘာလို့မလဲဆိုတော့တခါရဲကျွန်တော်လိုရရင်ကိုပြီးတော့လာပြီးဝယ်ပေးရပေါ့ဘယ်မှာဈေးသက်တာလဲဘယ်လိုမျိုးကြီးဝယ်ရမလဲဘယ်လိုမျိုးကြီးပစ္စည်းသုံးတင်လဲဆိုတာကျွန်တော်တို့အကြံပေးပြီးတော့သူတို့ကဒါအင်ကိုပြန်ပြီးပို့ပေးရပေါ့ပြီးရင်နောက်နေ့ကျတော့ကျွန်တော်တို့ဘယ်လိုပြောမလဲနောက်နေ့ကျတော့ကျွန်တော်အကြောင်း register ရေးပါလိုက်ပြီးလုပ်ပြီးတော့ကျွန်တော်ရဲ့ဒီ registration လုပ်ပြီးတော့ဒီဂျိုင်းမှာလာခဲ့အခက်အခဲပါမရှိဘူးခုနလိုမျိုးပြောရထားစီးရဲ့ကိစ္စရေးပါနဲ့ပတ်သက်ပြီးတော့ကြောက်လဲကျွန်တော်လည်းအခက်အခဲမရှိဘူးပေါ့ဘာလို့လဲဆိုတော့သူဒီကျွန်တော်မလာခင်တည်းမှာသူက meeting ခေါ်ပေးရပေါ့ meeting ခေါ်ပြီးတော့သူဒီမလေးရှားမှာဟုတ်တယ် vote လုပ်ပေးရဘာမလေးရှားမှာ application ဘာသုံးရမလဲရထားရင်ဘယ် application နဲ့စီးရမလဲဆိုတာကိုကျွန်တော်တို့ application နဲ့တခါချိုးပြီးတောင်းထားတယ်တောင်းပြီးတော့ဘယ်လိုစီးရမလဲဆိုတော့တခါပြပေးတာဒီဘက်ရောက်တော့လဲဒီဘက်ကနေလာကျွေးတူကလည်းထပ်ပြီးပြောပြအောင်ကျွန်တော်တို့ကဘာအခက်အခဲမှမရှိဖြစ်ပါပေါ့ဟုတ် Traffic adapter ဝယ်ဖို့ရောမှားလိုက်သေးလား Traffic adapter တော့မှားလာတယ်ဗျာမှားဘူးဟိုလာဒီဘက်ရောက်တော့တကယ်အဲ့တကယ်ကိစ္စဖြစ်သွားတာအဲ့တော့ကျွန်တော်ကြည့်ရတဲ့အတိုင်းပဲလူငယ်တွေကဖုန်းမရှိရလောကအဆင်မပြေဘူးဖုန်းမရှိတာကွာအင်တာနက်မရှိရင်အဆင်မပြေဘူးလို့ပြောလို့ရတယ်ဟုတ်တယ်တော့အခုဆိုလေဒီကိုသွားဆိုရင်ဖုန်းလေးနဲ့မှလည်းမျိုးပဲသွားကျင်တယ်ဗာလည်းမျိုး web map ထောက်ပြောပါဖြစ်တာပေါ့ဆိုတော့ဒီ traffic adapter ကတော့ဒီမလေးရှားကိုနေကြတဲ့ကျောင်းသားရန်ကတော့ဒီ traffic adapter ကတော့ဒီရေးရန်ကြီးရယ်ပေါ့နော်ဆိုတော့ traffic adapter ဒါခဲ့ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီ data ခုနကတော့ဒီကျွန်တော်တို့ရဲ့ Nation Education ကိုသင်ကြားပေးသားလို့ပဲပေါ့နော်ဆိုတော့ဒီကျွန်တော် Nation Education နဲ့လာတဲ့ကျောင်းသားတွေကိုကျွန်တော်ကဒီမြန်မာနိုင်ငံကနေပြီးတော့ဒီမလေးရှားရောက်တဲ့ဒီပေါ့နော်ဆောက်ရခါတန်းနေ PSN နဲ့
သူကတော့ကျောင်းကို register လုပ်တယ်ကျောင်းကိုကျောင်းလျှောက်တယ်ကျောင်းလျှောက်ပြီးတော့ဒီမလေးရှားကိုရောက်လာတယ် visa run နဲ့ visa run ပေါ်လည်းအကုန်တုံးလုပ်ပြီးရဲ့တော်တော်မလေးရှားကိုရောက်လာတယ်မလေးရှားကိုရောက်လာပြီးတဲ့အခါမှာဒီလိမ့်မှာသွားကြိုတယ်ပြီးသွားရင်ဈေးလိုက်ပို့ပြီးဆိုတော့ဒီဈေးလိုက်ပို့ပြီးရဲဈေးလိုက်ပို့ပြီးသွားရင်တို့တွေဘန်ကောက်ဖွင့်တာတွေ registration လုပ်လိုက်အကုန်ကျွန်တော်ကူညီပေးရပါတော့ဆိုတော့အဲ့ဒီဟာကျွန်တော်တို့ကအမှန်တမ်းပြောရရင်ဘာလို့ကူညီပေးနေရလဲဆိုတဲ့ဟာကိုတော့မျိုးထင်ကောင်းထင်တယ်ဘာလို့လဲဆိုတော့လိုအပ်လို့ပေါ့နော်အမှန်တမ်းပြောရရင်လို့မျိုးကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာဒီထိုင်းမှာဒီကျောင်းတက်နေတဲ့လူငယ်တယောက်ပေါ့နော်ဆိုတော့ဒီသူတို့တို့လည်းဒီအခုမှဒီမလေးရှားမှာကျောင်းတက်နေတဲ့လူငယ်တွေပေါ့နော်ဆိုတော့ကိုမသိရဲ့လိုမျိုးနိုင်ငံသားတခုကိုရောက်လာတဲ့အခါမှာဘယ်ရဘလို့စားလို့ကမယ်တကယ်တော့မသိကျွန်တော်လိုမျိုး VNL ကိုဖိတ်သွားတယ် VNL ကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာကျွန်တော်အနေနဲ့မရောက်သွားခင်မှာဘာလိုခဲ့လဲဆိုတော့ကျွန်တော်တည့်ရတဲ့အတိုင်းပဲ program မှာသူတို့ကအဲ့တော့ blog ရှားတယ်ဘယ်လိုရှာဘိုင်းကောင်းတယ် သွားနေတာကောင်းတယ်။ဒါလေးကနေဘာစီရမလဲ။တက်တာတော့ဘာစီရမလဲဆိုတော့အမှန်တမ်းပြောရရင်အဲ့ဒီဟာတွေအရန်ရေးကြည့်ရမှာဆိုတော့ကျောင်းသားအနေနဲ့ကဒီဥမာမှန်တမ်းပြောမလေးရှားနဲ့ပတ်သက်ပြီးလို့မျိုး follow လုပ်တဲ့သူတွေတိတ်မရှိသေးတဲ့အတွက်ကျောင်းသားအနေနဲ့အခက်အခဲတွေ့နေတာဆိုတော့အဲ့ဒီဟာတွေအကုန်လုံးကျွန်တော်တို့ဒီagency ဆိုတဲ့ကျွန်တော်တို့ကတော့ဒီ team ကျွန်တော် team ပါနော် niche education team ကနေကျွန်တော်ကူညီပေးရပါတော့ဆိုတော့အမှန်တမ်းပြောရရထားစီရတော့ဘာလို့ဆိုရင်နိုင်ငံသားကိုလိုမျိုးတစ်ခါတော့ရောက်ခွင့်တော့တော်များအတိအကျတည်ပါဆိုတော့အဓိက system တစ်ခုလည်းပေါ့ပါထိုင်းတို့ဒီစင်ကာပူတို့မလေးရှားတို့ကမှန်တယ်ပြောရရင်ဒီ MRD တွေ BTS တွေက 2S သူပြောမယ်သူပုံစံတစ်ခုလည်းပေါ့ပဲသွားဆိုတော့ဒီအတိုင်းပဲကျွန်တော်ပုံနဲ့ရှာလိုက်မယ်โอเคငါပဲသွားကျင်တယ် Bukit Bintang သွားကျင်တယ်โอเค Bukit Bintang ကိုရန်ထောက်လိုက်ဆိုတော့တင်ကနေပြီးတော့ကိုနာနီးနားရှိတဲ့ပူတာကိုဘယ်နှမိနစ်ရှောက်မယ်ပေါ်လာတယ်ပေါ်လာရင်16မိနစ်ရှောက်ပိုင်းလက်မဝယ်အချိန်မှာအောက်မှာပေါ်တယ်ဘယ်ပူတာကိုဆင်းရမလဲအဲ့ပူတာကိုထိပ်ပြီးတော့လက်မဝယ်ပြီးသွားရင်အပူတာရောက်ရင်အုပ်လေးပြတယ်အဲ့ဒါကိုဆင်းလိုက်ဆိုတော့မှန်တယ်ပြောရရင်အဲ့ဒီကတစ်ခါမှမကြုံဘူးခါတယ်အဲ့ဒါတကယ်အခက်အခဲတွေ့ရဆိုတော့အဲ့ဒါတကယ်အဓိက experience နဲ့သွားဆိုတော့တစ်ခေါက်လောက်ရောက်ဘူးလာရင်တော့တစ်ခေါက်လောက်ဘူးလာရင်ပါပြီဆိုတော့ကျွန်တော်တို့ကအကြောင်းသားတွေအတွက်အဲ့လိုမျိုးဘာခက်ခဲမှမရှိတော့ကျွန်တော်တို့အားလို့ပြင်နေတာပြီးတော့ဘန်အောက်ပေါ့နော်ဟုတ်တယ်အောက်ကတော့တည့်ရတဲ့အတိုင်းပဲထိုင်းမှာဆိုလဲကျောင်းသားတွေတော့မှဘန်အောက်ပုံမှန်နည်းနည်းခက်နေရမှာဆိုတော့မလေးရှားမှာလည်းအဲ့လိုပဲတချို့ဘန်နေရာလိုမျိုးရစ်တာတွေပိုင်းအဲ့လိုမျိုးရှိရဲဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ဒီ team ကနေပြီး live ဖွင့်ပြီးရမှာဆိုတော့ဒါကတော့ဒီကောင်းတဲ့အချက်တွေတစ်ချက်ပေါ့နော်